ရုတ်နိုင်ငံသားတဦးချင်းစီရဲ့အသေးစားလေးတွေ micro ပိုင်ဆိုင်မှု ဟုတ်ကဲ့ဆိုတော့အဲ့ဒါဟုတ်ကဲ့ပါဟုတ်ကဲ့ပြောပါအခုပြောတော့ကျွန်တော်လည်းသွားတတိရလိုက်တယ် ဟုတ်ကဲ့ခင်ဗျ တရုတ်ကသူကဒီတရုတ်နိုင်ငံပေါ့နော်တရုတ်နိုင်ငံနဲ့တရုတ်လူမျိုးပြောချင်တာတရုတ်နိုင်ငံနဲ့တရုတ်လူမျိုးကသူတို့လူမျိုးချစ်တယ်နော်ကိုကမ္ဘာလုံးမှာရှိတဲ့ဒီ overseas Chinese တွေဒါကျွန်တော်တို့ဒီလန်ဒန်မှာလည်း China Town ရှိတာပဲအမေရိကမှာလည်းရှိတယ်တကမ္ဘာလုံးရှိတယ်သူတို့တွေကနိုင်ငံရေးစိတ်ဝင်စားဘူးသူတို့နိုင်ငံနဲ့စီးပွားရေးလုပ်ဖို့သူ community ပဲအုပ်ချုပ်ဘယ်သူအုပ်ချုပ်သူတို့စီးပွားရေးလုပ်ဖို့ပဲသူတို့စိတ်ဝင်စားတာအဲ့ဒီချိန်မှာအဲ့ဒီထဲမှာကျွန်တော်တို့စိတ်ဝင်စားစရာတစ်ချက်ကမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတွေကပတ်သက်မှုတွေရှိတယ်အရှိတောင်ရှာမှာလည်းရှိတယ်အင်ဒိုနီးရှားမှာလည်းဖြစ်ထားတယ်ဒီ community လိုင်းလုံးကြီးပေါ်လာတဲ့အခါမှာမြန်မာနိုင်ငံမှာကအစတာဥနေဝင်လုပ်ခဲ့တဲ့ဒီစံစဘာရှားကနေတရုတ်ပေါ်မှာအရေးခင်းကြီးဖန်တီးလိုက်တဲ့ကိစ္စအဲ့ဒီကိစ္စမှာဒီတရုတ်နိုင်ငံကအများကြီးသတဲ့ဝင်ပါဝင်ပတ်သက်တာကြီးလို့ဘာသူလူမျိုးအဲ့လိုလုပ်ရင်တရုတ်ကလုံးဝလက်မခံဘူးအင်ဒိုနီးရှားမှာတော့လည်းအဲ့ဒီပြဿနာတရုတ်ကအကြီးကျယ်ဖြစ်လာတာအင်ဒိုနီးရှားကိုတရုတ်ကသူ့နိုင်ငံသားတွေပြန်ခဲ့ဖို့တဲ့သင်္ဘောတွေလွှတ်ပေးတာတွေအဲ့တော့အဲ့ဒီအမှာကျွန်တော်နိုင်ငံမှာကလည်းထူးထူးခြားခြားဘလို့အကြောင်းအရာနဲ့ပဲဖြစ်ဖြစ်ဒီမြန်မာပြည်ပွားတရုတ်တွေကအခုမှရောက်လာတဲ့တရုတ်တွေက အယမ်းများနေပြီအဲ့တော့အဲ့ဒီအနေအထားကိုကြည့်ပြီးတော့တရုတ်ကသူကထိတ်သူအမြဲလုံးပါပဲဘာလို့သူ့နိုင်ငံသားတွေအကျိုးစီးပွားရှိနေတယ်အဲ့ဒီတဲမှာအရေးကြီးတဲ့တစ်ချက်ကဦးသိန်းစိန်အစိုးရလက်ထက်နဲ့ဒေါ်စန်းစုကြည်အစိုးရလက်ထက်မှာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့တရုတ်လုပ်ငန်းရှင်တွေမြန်မာနိုင်ငံသားတွေရဲ့ပဋိပက္ခမှာတော့တိုင်းပြည်ကနှစ်ဖက်လုံးကတာမျှမျှတတလုပ်ပြီးခဲ့ထိတ်လုပ်ခဲ့ရတဲ့အခါမှာယနေ့နေဦးတော်လိုင်းရဲ့အနေထားမှာမြန်မာနိုင်ငံသားအများစုကတရုတ်နိုင်ငံကိုအမြင်ဆောင်သွားပြီးတော့သူတို့သိတယ်အဲ့တော့သူတို့ရဲ့စီးပွားရေးလာလုပ်ရင်စီးပွားရေးလုပ်ငန်းတွေကလည်းအရင်လိုအေးချမ်းလုပ်လို့မရဘူးဆိုတာလည်းသူတို့သိပြီးသားအဲ့တော့မြန်မာနိုင်ငံနဲ့ရေရှည်ဆက်ဆံဖို့ဆိုရင်သူ့နိုင်ငံရဲ့တရုတ်လူမျိုးတွေရဲ့အကျိုးစီးပွားကောသူ့နိုင်ငံရဲ့တရုတ်အစိုးရရဲ့အကျိုးစီးပွားတွေကအလုပ်အတွက်ကဒီအခုလိုပဋိပက္ခဖြစ်နေပြီးမြန်မာနိုင်ငံသူပြည်သူပေါ့ပြည်သူမှပြည်သူတို့ဖြစ်တဲ့အတွက်မြန်မာနိုင်ငံပြည်သူတွေနဲ့အဆင်မပြေလုပ်လို့မရဘူးဖြစ်တယ်ပြည်သူတွေကလည်းဒီလက်ရှိစစ်တပ်ကိုလုံးဝဆန့်ကျင်နေပြီး resistance ဖြစ်နေတယ်ဆိုရင်ဘလို့မှတရုတ်အကျိုးစီးပွားမြန်မာနိုင်ငံမှာဖြစ်ထွန်းစရာမရှိဘူးဆိုတော့တို့လက်ခံထားပြီးသားအဲ့ဒီကနေပြီးတော့တို့ဒီထိသိမ်းသွားနေတယ်ဒါကတစ်ချက်ပေါ့အကျိုးစီးပွားအရာဒါကြောင့်လေတရုတ်နိုင်ငံရဲ့ဒီတာမတ်တွေကစားမြန်မာနိုင်ငံကြီးမှာဝင်ပါနေတာဝင်ပြောနေတာရှိတယ်ဒါပေမဲ့ပြဿနာကအာဏာရှင်များနောက်ွယ်မှာလေအာဏာသိမ်းတာကအစားတရုတ်ရဲ့အကြံဉာဏ်ပါလာဆိုတဲ့အတွေးခေါ်ကလည်းတစ်ခုရှိနေတဲ့တစ်ခုဖြစ်တဲ့အတွက်ဒီနှစ်ခုကို balance လုပ်ပြီးတော့ကျွန်တော်တို့ကချင်းကပ်ဖို့လိုအပ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်လည်းသွားတတိရတာကကျွန်တော်လည်းနည်းနည်းအဲ့ဒါဒီဆက်ပြီးတရုတ်ပေါ့တရုတ်ကဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုချစ်ချင်းမုန်းချင်းကိုခဏဖယ်ထားအမေစုပြောခဲ့တဲ့စကားလိုပဲကျွန်တော်တို့ကအင်ကြီးချင်းဆိုတာယူလို့မရဘူးတိုင်းပြည်တွေမှာလူတွေမှာဆိုရင်တော့ပြောင်းသွားလို့ရတယ်ကျွန်တော်တို့တိုင်းပြည်တွေမှာပြောင်းလို့မရဘူးဒါအမေပြောခဲ့တဲ့စကားပါအဲ့ဒါလည်းအမှန်ပါနော်ကျွန်တော်ပြောင်းလို့မရအောင်ဆိုတော့ကျွန်တော်တို့ကအကောင်းဆုံးပေါ့ကျွန်တော်တို့ကဘလို့အဆင်ပြေအောင်နေမလဲဆိုတာတော့ကျွန်တော်တိုင်းပြည်ဖြစ်အုပ်ချုပ်တဲ့သူတွေကတော့စဉ်းစားရတာပေါ့တကယ်ရွေးကောက်ခံအစိုးရတွေပေါ့နော်အဲ့ဒီမှာအခုလောလောဆယ်မှာကျွန်တော်တို့ဒီတရုတ်အကြောင်းပြောရင်းနဲ့ဘာကိုကျွန်တော်တို့သွားတွေ့ရလဲဆိုတော့ဒီဒေါ်လာဈေးနဲ့ကျွန်တော်ပြန်ပြီးဆက်ချင်တယ်ဒေါ်လာဈေးကသူတို့ရဲ့ဖွင့်တဲ့ဈေးက1850ပေါ့နော်အမှန်တော့ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်1500အောက်မှာရှိတယ်အခုဆိုလို့ရှိရင်ဒေါ်လာဈေးက2500ကျော်2600နောက်ပိုင်း3500အထိတက်မယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ပေါ့ဆိုတော့အဲ့ဒါကိုဘာကိုကျွန်တော်သွားပြီးတော့သတိထားမိလဲဆိုတော့သူတို့ဒီဒေါ်လာပြတ်နေတာလဲမှန်တယ်နော်ဒေါ်လာမရှိရင်ဘာမှသူတို့လုပ်လို့မရဘူးနော်သူတို့စစ်လက်နက်ပစ္စည်းလောင်စာဝယ်ဖို့ဆိုတော့ပြည်တွင်းမှာဒေါ်လာကိုသူတို့ရအောင်လို့အောက်ဈေးနဲ့ပေါ့နော်အကုန်ပြန်သိမ်းတယ်အဲ့တော့အဲ့ဒီမှာဒေါ်လာဈေးကွက်ကြီးကဟာသွားပြီဆိုရင်ကျွန်တော်ရဲ့စိုးရိမ်ပူပန်မှုတစ်ခုကဘာလဲဆိုတော့သူတို့ယွမ်ကိုအစားထိုးလာမှာကျွန်တော်တော်တော်စိတ်ပူတယ်နော်ဘာကြောင့်လဲဆိုတော့ခုနကကျွန်တော်အခုပြောခဲ့တဲ့စကားမှလည်းပါတယ်ဒါကျွန်တော်တို့လည်းမြင်နေရတာပဲမြည်တော့မြည်ဖို့လှုပ်လိုက်ပြီးမသိမြန်မာပြည်ထဲကိုတရားဝင်ကောတရားမဝင်ကောရောက်နေတယ်ပြည်မကြီးတရုတ်ကြီးအများကြီးဘလောက်ရေတွက်ရောက်နေတယ်လဲဆိုတော့ဘယ်သူမှခံမှန်းလို့မရဆိုတော့မန္တလေးမြို့ပေါ်သွားကြည့်လို့ရတယ်ဒါအနည်းဆက်ဆုံးဥပမာမြဝတီကိုသွားကြည့်လို့ရတယ်ဒါအနည်းဆက်ဆုံးဥပမာပေါ့နော်ဆိုတော့တရုတ်ကယင်းနှိမ့်ညုံနှံမှုတွေအဲ့မှာယင်းနှိမ့်ညုံနှံမှုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစီးပွားရေးပေါ့ဖွံ့ဖြိုးတိုးတက်ရေးဘာသာရှုထောင့်ကကြည့်မယ်ဆိုနှစ်ပိုင်းရှိမှာပေါ့တရုတ်အစိုးရရဲ့ယင်းနှိမ့်ညုံနှံမှုကတစ်ပိုင်းဒါကထင်သာမြင်သာရှိတဲ့ဂျေရီတောင်စီမံကိန်းတို့ကြောက်ဖြူတို့တော့မမြင်ရတဲ့ယင်းနှိမ့်ညုံနှံမှုလည်းရှိတယ်အဲ့ဒါကဘာလဲဆိုတော့လီဒီရဲ့
ဆိုတော့ဘလို့ဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့မြန်မာငွေတန်ဖိုးကလုံးဝကိုကျနေတဲ့အချိန်မှာတရုတ်ကသူ့ငွေကခိုင်မာနေတယ်အဲ့ဒီအချိန်မှာမြန်မာပြည်ထဲကိုရောက်နေတဲ့တန်ပေါင်းများစွာသောတရုတ်တွေရဲ့ယွမ်ငွေရဲ့တန်ဖိုးနဲ့တကိုးပါသွားဆိုတော့ကဘလို့ဖြစ်လာမလဲဆိုတော့သူတို့ကမြန်မာပြည်ထဲမှာနေပြီးတော့ဒီယွမ်နဲ့သုံးတဲ့အခါကျတော့တွေးသမျှကသူတို့အတွက်ကတန်နေတယ်တန်နေပြီးတော့အကုန်လုံးမြန်မာပြည်ရဲ့စီးပွားရေးတွေကိုသူတို့ကဘယ်သူမှမသိလိုက်တဲ့အချိန်မှာအတန်တိတ်ကြီးနဲ့လွှမ်းမိုးလာမယ်နောက်ဆုံးကားဈေးကွက်အိမ်ချမ်းမြေဈေးကွက်ဒါကအစပေါ့ဆိုတော့ကျွန်တော်ရှိကိုကျွန်တော်တော်လိုက်မောင်နှမတယောက်နော်ထိုင်းမှာရောက်နေတဲ့မောင်နှမတယောက်ကဆွေးနွေးလာတာရှိတယ်ထိုင်းမှာကောလာအိုမှာကောမြန်မာပြည်မှာကောအဲ့လိုမျိုးတရုတ်ပေါင်းမြောက်များစွာရှိတယ်တချို့တွေကတော့ဒေသခံနေတဲ့မှာအိမ်တော်ပြုတ်ပြီးတော့ဒီဥပဒေပေါ့ဒီတိုင်းပြည်မှာသတ်မှတ်ထားတဲ့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမလုပ်ရဆိုတဲ့ဥပဒေကိုလက်တလုံးချလုပ်ပြီးတော့အဲ့လိုမျိုးအိမ်တော်ပြုတ်ပြီးတော့လုပ်ပြီးတော့ချုပ်ကင်လာတယ်အဲ့တော့တရုတ်ကဒီသူတို့ရဲ့ soft power နဲ့ပေါ့နော်ဒီကခုနကငွေကြေးပေါ့ loan shark ပေါ့လေနော်အဲ့ဒါနဲ့ကြိုးပမ်းမှုကကျွန်တော်သိသိတသာကြီးမြင်ရအဲ့တော့မြန်မာပြည်ကနိုင်ငံရေးအခြေအနေဒီမကောင်းလို့နော်မင်းအောင်နိုင်လို့စစ်အာဏာရှင်တွေကပလင်ပေါ်တက်ထိုင်နေလို့စုပ်ပြတ်သက်ပြီးတော့ကြာဆင်းတဲ့အချိန်မှာကျွန်တော်တို့ဘယ်သူမှမလုံနိုင်မလဲနိုင်ဖြစ်နေတဲ့အချိန်မှာအဲ့တရုတ်ကလွှမ်းမိုးမှုကြီးနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကတော့ပို့ပြီးတော့ရောက်လာနိုင်စရာအကြောင်းရှိတယ်ဒါကြောင့်မို့ဒါကိုကျွန်တော်တို့ကမြင်အောင်လဲကြည့်ရမယ်သိအောင်လဲပြည်သူတွေကိုပြောရမယ်ဒီတော့ဒါကဘာကိုသွားပြတယ်လဲဆိုတော့နိုင်ငံရေးကငါနဲ့မဆိုင်ဘူးတော့ကိုလုံးမှာကိုစားတယ်ဆိုတော့ပြည်သူတချို့ပေါ့အဲ့မှာတကယ်ကိုမသိလို့ပြောတဲ့သူရှိနိုင်တယ်လို့တချို့ကတော့ဟိုတတ်တတ်ကိုဟိုဘက်ကနေပြီးတော့ပြောတဲ့နော်အစိမ်းကြောင်တွေပေါ့နော်အဲ့ဒါတွေကပြောတဲ့ဟာတွေကိုကျွန်တော်ပြောချင်တာနိုင်ငံရေးကကိုနဲ့မဆိုင်ချင်လို့မရဘူးနိုင်ငံရေးကကိုအိမ်တကားကိုအများနဲ့ခောက်နေပြီးတော့ကိုဘွားတွေကိုအများနဲ့ရောက်နေတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ကမြင်အောင်ကြည့်ပြီးတော့ဒီစနစ်စိုးကြီးကိုဒီခေတ်စနိုးကြီးကိုကျွန်တော်တို့လူငယ်ရေးကြီးကိုရောက်အောင်တွန်းချနေတဲ့စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့ကဖြုတ်ချနိုင်မှသာလေရင်တရုတ်ကျွန်းစစ်အာဏာရှင်ကျွန်းအားလုံးကိုကျွန်တော်တို့ကလွတ်မြောက်မယ်ဆိုတဲ့ဟာလေးကိုတော့ကျွန်တော်တင်ပြဆွေးနွေးချင်ပါတယ်ကိုကြီးဟုတ်ကဲ့ကိုဆွေးနွေးပါခင်ဗျတက်ဖြည့်ဖို့မှကျွန်တော်လည်းအခုပြောလို့ကျွန်တော်လည်းသွားသတိရလိုက်ပြီဟုတ်ကဲ့ခင်ဗျအခုပြောတဲ့ခဏတော့ဒီတရုတ်ယွမ်သုံးမဲ့ကိစ္စဖြစ်နိုင်တယ်ကိုဘာဖြစ်လို့ဖြစ်နိုင်လဲလို့ပြောရင်ကမ္ဘာမှာငကိုတဲကအမေရိကန်ဒေါ်လာဒီ dominate လုပ်တဲ့စီးပွားရေးပေါ့အမေရိကန်နိုင်ငံဒေါ်လာလုပ်တဲ့ဟာကိုတရုတ်ကဒါကိုရှင်းပြဖို့အတွက်သူတို့ဒီတရုတ်တို့ရုရှားတို့တခြားစုဖွဲ့တွေပြိုင်မှုသူတို့စူးစမ်းနေတာကြာပြီအဲ့တော့ကျွန်တော်ဒီနွေဦးဒေါ်လာရေးဒီရုရှားယူကရိန်းစစ်ပွဲဟာကျွန်တော်တို့နွေဦးဒေါ်လာရေးသမားဒီများအတွက်အကျိုးကျေးဇူးတစ်ခုရတယ်ဒါကတော့နိုင်ငံကတန်ရေးတမိုင်းရအကျိုးကျေးဇူးရတယ်လို့အာဏာရှင်များအတွက်လည်းအကျိုးကျေးဇူးတစ်ခုရပါတယ်ဒါကျွန်တော်တို့မျက်မျှတတာပဲဒါကျွန်တော်တို့သုံးသပ်ရမှာဘာကြောင့်လဲဆိုတော့ဒီရုရှားနဲ့ယူကရိန်းပြဿနာကြောင့်ဒီရုရှားကိုဆက်ရှင်လုပ်တဲ့အချိန်မှာရုရှားကသူ့ရဲ့ရင်နံတွေကိုသူ့ပတ်စံရူဘီနဲ့ရုရှားရူဘီနဲ့ဝယ်မှပေးမယ်ဆိုတဲ့ဟာကိုလုပ်လိုက်တဲ့အခါမှာရုရှားအောင်မြင်သွားတယ်ဘာဖြစ်လို့ဆိုတော့လိုချင်တဲ့လူတွေဥမာတူရကီယာစဝယ်နေတယ်အိန္ဒိယဝယ်နေတယ်တရုတ်ဝယ်နေတယ်ရူဘီနဲ့ပြန်လုပ်တယ်ရူဘီပတ်စံလည်းပြန်တည်နေသွားတယ်အဲ့ဒီချိန်မှာဟိုတနေ့ကဒီအီရန်မှာလုပ်တဲ့ရုရှားပူတင်ရဲ့အီရန်ခေါင်းဆောင်ရဲ့တူရကီရဲ့လုပ်တဲ့ဆိုပြီးမှအီရန်ခေါင်းဆောင်ပြောရတဲ့စကားလေးတွေကျွန်တော်တို့ဒါမှတ်သားစေရမယ်အီရန်ခေါင်းဆောင်ကပြောလဲဆိုတော့ကမ္ဘာပေါ်မှာအမေရိကန်ဒေါ်လာဒိုမီနန့်လုပ်တဲ့စီးပွားရေးကိုငါတို့ရှင်းနိုင်နေရပြီဆိုတာလေဒါဖြစ်လာနိုင်တယ်အဲ့ဒီအခွင့်အရေးအနေထားကနေဒါကတော့ဒါသူတို့ရဲ့ရှင်းပြမှုပေါ့ဒါကျွန်တော်တို့ကဆက်ဆောက်ကြည့်ရမယ်ဒါလောလောဆယ်အဲ့ဒီအနေထားအရဒီအမေရိကန်ဒေါ်လာမှမဟုတ်ဘူးတရုတ်ယွမ်ကလည်းကမ္ဘာပေါ်မှာအမေရိကန်ဒေါ်လာနဲ့ချိတ်ဆက်ပြီးခိုင်မာနေတာဖြစ်တဲ့အတွက်အဲ့တော့အမေရိကန်ဒေါ်လာနေရာမှာပြည်တွင်းမှာရှိတဲ့လူတွေကတရုတ်ယွမ်ကိုအစားထိုးပြီးတော့ဟိုအမေရိကန်ရဲ့ဒီ session ပိတ်ဆို့မှုကိုတေဝ10ဖောက်ထွက်ဖို့ငကိုတော့လည်းသူတို့စူးစမ်းခဲ့ဘူးတဲ့88ကနေ2010ထိမှာအဲ့ဒီအတွက်ဖြစ်လာနိုင်တယ်ဖြစ်လည်းဖြစ်ဖို့များတယ်ဒါပေမဲ့အဲ့ဒါကဘာအန်ဒီရလဲဆိုတော့ကိုကရပြောသလိုတူဦးချင်းစီရဲ့မြေယာပိုင်ဆိုင်မှုတွေအလွန်အမတန်ဈေးကြီးပါတယ်အဲ့ဒီအခုကြီးပွားနေတဲ့ပြည်တွင်းမှာရှိတဲ့ပြည်တွင်းလုပ်ငန်းရှင်တွေအသိဆုံးပါဟုတ်တယ်သူတို့ဒီဥမာမြေခွက်တစ်ခုလုပ်တယ်ဥမာဒီမင်္ဂလာတို့မှာလဲသိမ့်လိုက်တယ်ဆိုပါစို့အဲ့တော့မြေခွက်ရိုက်တယ်ဆိုပါစို့ဗိုလ်ချုပ်တွေယူလိုက်တယ်ဆိုပါစို့ဗိုလ်ချုပ်တွေကသူတို့ယူပြီးရောင်းတာမဟုတ်ဘူးအဲ့တော့ပြည်သူလက်ထဲထိုးထည့်လိုက်တာအဲ့ဒီမှာပွဲစားတွေကတည်းပြည်သူလုပ်ငန်းရှင်တွေကဝယ်တယ်ဥမာတဧကကို30ကနေပွဲစားလက်ထဲက30ပဲအဲ့30ကနေလိုက်သိမ်းတာဘာလို့လဲတရုတ်တွေပဲသိမ်းတာအဲ့တော့မြန်မာနိုင်ငံမှာအဲ့ဒါမျိုးနဲ့ဦးသိန်းစိန်လက်ထက်မှာမြေဈေးတွေကကဘာနဲ့ချီပြီးတော့တန်ဖိုးတက်သွားတာ
တော့အဲ့ဒါမျိုးပိုင်ဆိုင်ထားတဲ့ပြည်ရာတွေဘယ်လောက်ဒါကြောင့်တခါတလေတရုတ်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအပေါ်ကနေရက်တောင်ခတ်ပြီးထိုင်ကြည့်နေတယ်ဆိုတာဒါဖြစ်နိုင်တယ်ဘာလို့တနိုင်ငံလုံးရဲ့ပိုင်ဆိုင်မှုတွေပြည်ရာတွေအားလုံးတို့သိထားပြီးသားဒါကလည်းဒီပွင့်လင်းမြင်သာမှုမရှိတဲ့ဒီအာဏာရှင်စနစ်မှာကျွန်တော်တို့ဘယ်လိုမှနိုင်လို့မရဘူးတကယ်လို့ကျွန်တော်တို့ပွင့်လင်းလာတဲ့ကျွန်တော်ဒီမိုဒီအစိုးရလက်ထက်ကျမှဒါတွေအားလုံးဒီစီးစနစ်တကျနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့မြန်မာနိုင်ငံမှာနိုင်ငံသားဖြစ်မှမြေယာပိုင်ဆိုင်မှုရှိတာအဲ့ဒီနိုင်ငံသားကလည်းအကိုစားဝယ်ပေးတာလားသူ့မှာမြေယာပိုင်ဆိုင်မှုဘယ်လောက်ဝယ်တာလဲသူဘယ်ကပတ်စံနဲ့ဝယ်တာလဲသူဒီကိုစားဝယ်ပေးပြီးတော့ဟို human trafficking လို့တို့ land trafficking လို့ဆိုတာကိုကျွန်တော်စီစစ်ရလို့ရမှာဖြစ်တဲ့အတွက်ဒါဒီကျွန်တော်တို့အထူးသတိထားရမယ်ဆိုတာတော့ကျွန်တော်လည်းဖြည့်ဆွဲပြီးပြောဆိုချင်ပါတယ်အဲ့ဒီအချိန်လောက်ကြာရင်တော့ကိုတော်တော်ရှုပ်ကုန်လောက်ပြီဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခေတ်အဆက်ဆက်မှာအခုထားပါတော့ဟိုကျွန်တော်တို့မြန်မာပြည်မှာပေါ့ investment လုပ်နေတဲ့တချို့ crony ကြီးတွေပေါ့နာမည်တွေနဲ့တော့ကျွန်တော်မပြောချင်တော့ပါဘူးဗျာဒါပေမဲ့နောက်ွယ်မှာသူတို့ရဲ့နောက်ွယ်မှာတရုတ်ရဲ့အစိုးရဖြစ်ဖြစ်တရုတ်လုပ်ငန်းရှင်ကြီးတွေကဖြစ်ဖြစ်ဘလောက်ပါဝင်ပတ်သက်နေတယ်လဲဆိုတာကြီးอ่ะမေးခွန်းထုတ်เสียရှိတယ်เนาะဟိုနာမည်မပြောချင်ဘူးဆိုမှပဲကျွန်တော်တခုတော့ပြောမယ် Asia War ကိုကြည့် Asia War ရဲ့သူ့ရဲ့တကယ် ambitious plan ကြီးလုပ်ခဲ့တဲ့ကိစ္စเนาะဘာပဲဖြစ်အခုလောလောဆယ်ကျွန်တော်တို့စိတ်ကန်းတွေကိုသူကချုပ်ကင်ထားလိုက်ပြီเนาะထုတ်ပြနိုင်ဒီ yeah ဆိုတော့ဗမာနာမည်ကတော့ဦးထွန်းမြတ်နိုင်ပေါ့เนาะသူတို့မှလည်းတရုတ်နာမည်ရှိဆိုတော့ကျွန်တော်ကဟိုကိုစားရတာပဲတရုတ်လားဟိုပြည်ကြီးပေါက်တရုတ်လားထားပါတော့ဒါပေမဲ့ဘာပဲဖြစ်ခုနကအခုပြောတဲ့စကားတွေမှာလည်းပါတယ်တရုတ်ဆိုတာကသူကလူမျိုးသိပ်ချက်တယ်မြန်မာပြည်မှာနေတဲ့တရုတ်ကလည်းပြည်မကြီးတရုတ်ကတရုတ်လိုပဲမြင်တယ်ဖြစ်တယ်အမေရိကန်မှာနေတဲ့တရုတ်ကလည်းပြည်မကြီးတရုတ်ကတရုတ်လိုပဲမြင်တယ်လို့ vice versa ဖြစ်တယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့တရုတ်ပြည်ကြီးကတကားဖွင့်တဲ့အခါကျတော့အမေရိကန်မှာရှိတဲ့အမေရိကန်အရင်းရှင်စီးပွားရေးစနစ်မှာကြီးပွားတိုးတက်နေတဲ့တရုတ်တွေကအရင်းနှီးတွေပိုက်ပြီးတော့ပြည်တွင်းကိုပြန်တယ်။သွားပြီးတော့ရင်းနှီးမြှုပ်နှံတယ်။တရုတ်ပြည်ကြီးကိုတိုးတက်အောင်လုပ်သွားပေးတာကအမေရိကန်ရင်းနှီးမြှုပ်နှံမှုထက်အမေရိကန်ကိုရောက်နေတဲ့တရုတ်တထေးကြီးတွေရဲ့ရင်းနှီးမြှုပ်နှံမှုလို့ပြောရင်ပုံမှန်လိမ့်မယ်။အဲ့လိုမျိုးအခြေအနေဖြစ်အောင်လေဒိန်ရှောင်ဖိန်တို့ကလှုပ်ဆောင်ပေးခဲ့တယ်လို့အားပေးခဲ့တယ်အခွင့်အရေးတွေအခြေအနေကြီးဖန်တီးပေးခဲ့တယ်ဒီနေရာမှာနှစ်ပိုင်းပေါ့ခုနကမျိုးချစ်စိတ်ဘလောက်ရှိခေါင်းဆောင်က smart မဖြစ်အဲ့ဒီခုနကရင်းနှီးမြှုပ်နှံမှုလုပ်ပေးခြင်းနဲ့ overseas Chinese တွေလုတ်ခွင့်အနေထားတွေရအောင်မဖန်တီးပေးနိုင်တယ်တရုတ်ကြီးမတိုးတက်ဘူးအဲ့တော့ခေါင်းဆောင်မှုကဘလောက်အရေးကြီးသလဲဆိုတာကိုလည်းသွားတွေ့ရတယ်အဲ့မှာခေါင်းဆောင်မှုကလည်းလက်တွေ့ဆိုင်ရမယ်အဲ့မှာနောက်ကကျတော့အမျိုးသားအကျိုးစီးပွားပေါ့နော်အဲ့ဒါကိုဦးစားပေးရမယ်ဆိုတဲ့ဟာကိုသွားတွေ့တယ်သွားတွေ့တော့ကျွန်တော်တို့ခေတ်ဆက်ဆက်ပေါ့ကျွန်တော်တို့ကြည့်မယ်အခု loss ဆိုနော်ခေါင်းဆောင်မှုကဟုတ်ကဲ့ပါကိုကျွန်တော်တို့ဒီ ICJ ကုတ်လေးတစ်ချက်လောက်ကြည့်ကြအောင်အောက်မှာအများစုမေးနေကြတယ်ကျွန်တော်လည်းမရှာလိုက်ဘူးလုပ်ပါဗျကျွန်တော်လည်းဦးတစ်ချက်ကြည့်လိုက်မယ်ဟုတ်ကဲ့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်အောင်သူတို့အများစုသိချင်နေကြတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ဟုတ်ကဲ့အခုလာနေပြီပြောတယ်အခုကျွန်တော်အဲ့တရားရုံးကိုရှာနေတယ်ကိုတော့အခုအများစုအဲ့ဒါကိုသိချင်တယ်အခု ICJ လိုက်လာနေတယ်လို့ပြောလို့ကိုတစ်ချက်လောက်ကြည့်လိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်ရှာနေတာမတွေ့ဘူးဖြစ်နေတယ်ဒီနေ့ ICJ ကကျွန်တော်ထင်တယ်သူကဆွဲချက်တင်မတင်ဒါပေမဲ့အခုတော့ပြောတယ်ကျွန်တော်ဒီမှာသတင်းတွေတော့တွေ့နေတယ်ဒီနေ့လည်းတနာကြီးမှာသူတို့စမယ်လို့ပြောတာလေအဲ့ဒါကိုတရားရုံးကိုလိုက်ကိုကျွန်တော်ရှားနေတယ်ကျွန်တော်တော့တွေ့ပြီကိုကြီး comment ဒီမှာ link ပေးထားတယ်အခုကတစ်ချက်လောက်ကိုအဲ့ဒါလုံးလိုက်ပါလားကိုဟိုရင်းပြအောင်ကျွန်တော်နည်းနည်းလေးပြန်ပေးလိုက်အောင်သူတို့သိချင်နေကြတယ်မပြောနေရတယ်
အကြံပြင်းလေး ဟုတ် ပေါ့ ကဲ့ဟုတ်ကဲ့